ကဲစီပြန်ရင်မစားကျင်တော့တဲ့နေ့စီဆိုလို့ရှိရင်တော့အခုလိုဝက်နံရိုးရဲ့တီးရွက်စုံလေးကိုမကြီးရည်လေးနဲ့နှက်ပြီးတော့ထမင်းဖြူလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့လူကြီးလူငယ်မျိုးသုံးဆောင်လို့ရတဲ့ချက်နီလေးကျွန်တော်လာပြီးတော့မျှဝေပါဦးမယ်ခင်ဗျာကဲဗီဒီယိုလေးကိုလိုက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာမချက်ခင်မှာဝက်နံရိုးလေးတွေကိုစင်အောင်စီထားပေးပါအသီးရွက်ကြတော့ကိုကြိုက်နေတတ်တဲ့အသီးရွက်လေးကိုထည့်ပေးပါပြီးလို့ရှိရင်တော့ငရုတ်သီးချက်သွန်နီလေးရောထောင်းထားပေးပါကျွန်တော်ကတော့ဘူးသီးလေးထည့်တယ်ပြီးရင်တော့မုံလာဥဖြူရဲ့နောက်ထပ်ဝက်နံရိုးနဲ့သုံးလက်သားလေးလည်းအတင်တင်ထည့်တဲ့ပြင်ကိုမှမုံလာပင်ပဲတောက်ရှည်ခရမ်းကျင်သီးလေးပါအတင်တင်ထည့်ဆွန်းလေးထည့်စားလေးအနေတော့ထည့်အချိုမုတ်လေးအတင်တင်ထည့်မပါမဖြစ်ကတော့စိမ့်စားငန်းပိလေးအနေတော့ထဲငါးငန်းပြရည်လေးအတင်တင်ထဲဒီမှာကျွန်တော်တို့မကြီးရည်လေးပါတစ်ခါတည်းထည့်ပါမယ်ပြီးရင်တော့စီလေးအတင်တင်လောက်ပဲထည့်ပါမယ်ခင်ဗျာနောက်ထပ်မညက်တညက်ထောင်းထားတဲ့ကြက်သွန်နီငုတ်သီးစိမ့်တို့ကိုလည်းတစ်ခါတည်းထည့်ရည်လေးအတင်တင်ထည့်အပေါ်အားလုံးသမအောင်မွေပြီးသွားပြီဆိုလို့ရှိရင်တော့ဖုံးလေးကိုလုံအောင်ပိတ်ပြီးတော့မီးလေးအေးလေးနဲ့ကျွန်တော်တို့အချိန်လေးပေးပြီးချက်ပါမယ်ခင်ဗျာအချိန်လေးလည်းကြာလာလို့အသီးရွက်တွေလည်းနူးလာပြီဝက်သားလေးလည်းအနေတော်လေးဣလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ့ငံအရသာလေးကိုမြည်ပါမယ်အပေါ့ငံရသာကြတော့ကိုယ်စိတ်ကြိုက်လိုအပ်တာလေးတွေထပ်ပြီးတော့ထည့်နိုင်ပါတယ်ခင်ဗျာထိုင်းအောင်ရှင်မာတွေကိုယ်တိုင်ကြော်ချက်ဖို့အချိန်မရှိဘူးဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ထောက်လုပ်ထားတဲ့အသင့်စားဟင်းထုတ်လေးတွေလည်းရှိပါသေးတယ်ခင်ဗျာဒီဟင်းရဲ့အမွေးကြိုင်လေးကိုကြတော့ကျွန်တော်တို့နန်းမင်လေးထည့်ပြီးတော့သုံးပါမယ်တကယ်လို့နန်းမင်မကြိုက်တဲ့သူတွေကိုကြိုက်နေတဲ့တဲ့အမွေးကြိုင်ကိုရောပြီးတော့ထည့်လို့ရပါတယ်ဒါပေမဲ့မဆလာနဲ့တော့မလိုက်ပါဘူးခင်ဗျာကဲကျွန်တော်နဲ့တူလာရောက်သုံးဆောင်ကြပါဦးခင်ဗျာစားကြပါဦးနော်ဒီနေ့တော့ဟုတ်ပဲပူနွေးလေးပြုတ်ထားညာဘက်စားရှင်ပစုံကြောင်းငံကြိုက်ကြော်လေးနဲ့တွေ့စားအရန်လိုက်တဲ့ဟင်းမျိုးလေးပေါ့နော်မပြီးတော့ထောင်းဖို့အချိန်ရှိရင်တော့ထောင်းဖို့ဗျာဒီနေ့တော့ဆုံးလေးနဲ့ဆွဲမယ်နော်ပူနွေးပေါ့နော်စားကြပါဦးဗျာစွန်ကြောကြောကျွတ်တယ်နော်အားရ6ကြော original နဲ့ရတော့ရှယ်အဲ့ဒါဒီလိုဒီဆန်းဟင်းနဲ့အားပြ6ကြောလို့ဘယ်ကြောင်းမှပြန်ကြောတော့စားရမအောင်ချက်လည်းလို့ဒီရတာလည်းကောင်းတယ်ချက်စားကြည့်ဗျာအချိန်လဲပုံမြန်တာပေါ့ခြေချက်တက်စရာမလိုတော့သွားတော့လုံးချက်ကဲ
ကဲဒီနေ့တော့ကျွန်တော်သွားလိုက်အောင်မယ်နော်နောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်ထပ်ပြီးတွေ့ပါမယ်